Okay ဒီနေ့ကတော့course ကိုသွားပြီးတော့ပစ္စည်းလေးလိုအပ်တာတွေတော့ဝယ်ပါပါအများကြီးတော့မဟုတ်ဘူးနေ့ကပစ္စည်းဝယ်ခဲ့ပြီးပြီ grocery ဝယ်ခဲ့ပြီးပြီနည်းနည်းကြံလို့ကြံခဲ့လို့ပေါ့နော်နေ့တိုင်းလိုစားပြည့်နေတော့ကျတော့ steak ဝယ်ရမယ်အဲ့ဝယ်ပါမယ်အဲ့တောင်သိမ်းရှိတော့ free range steak အောင်ဝယ်ပါအဲ့တပြားဝယ်နေကြဆော့လေးရှိရပေါ့နော်ကျွန်တော်ကတော့ဘာပဲလုပ်လို့အဆင်ပြေရယ်ပေါ့ထမင်းကြုံမလားခောက်ဆွဲကြုံမလားဘာပဲကျွန်တော်အဆင်ပြေရယ်ညများတော့အဖြစ်ချက်တာနဲ့တို့ပေါ့နော်ဒီ marinate လုပ်စားအရင်ကောင်းတယ်olive oil ကဈေးကြီးတယ်26ကျပ်တောင်မှဒါပေမဲ့လည်း UUC 3ချေဟို olive oil မှာဆိုရင်ဈေးတော့ကြီးရပေါ့ဒါပေမဲ့လည်းဝယ်ရမှာပဲပြီးတော့ပပဝယ်ရမယ်ပပလည်းစစ်ချီရဲ့$8တော့မှဒါပေမဲ့လည်းဆရာကြီးကဒီဟာမပါညုတ်ကောင်းမပိုင်စားဖြစ်ဘူးညုတ်ကောင်းတဲ့ olive oil မှာလွယ်ရင်လည်းမစားဘူးပါရင်မစားဖြစ်ဘူးအဲ့တော့ဒီ olive oil နဲ့ပါတော့အမြင်မပါမဖြစ်ဘူးကျန်တာလေးဝယ်ခဲ့မယ်ဆိုပေမဲ့လည်းအများကြီးဝယ်ဖြစ်သွားတယ်ပေါ့နော်မပစ္စည်းတဲရလို့လာကြွယ်ထုတ်တယ်ချက်ကြနော်အေးရောက်ပါပြီGo away.